只要就တရုတ်စာ grammar စကားဆက်ဖြစ်ပါတယ်只要ဆိုတာဖို့ပဲလိုတယ်就ဒါဆိုရင်တော့တစ်ခုခုဖြစ်မယ်စူးစမ်းဖို့ပဲလိုတယ်ဒါဆိုရင်အောင်မြင်မှုရမယ်အဲ့လိုမျိုးပေါ့နော်နောက်တစ်မျိုးကြတော့တရွေ့တော့ဖြစ်မယ်စူးစမ်းနေတဲ့ရွေ့တော့အောင်မြင်မှုဖြစ်မယ်ရှေ့ကကြည်ရောက်ကတော့လိုအပ်ချက်အခြေအနေအနောက်ကကျုပ်ကတော့ရလတ်ဖြစ်ပါတယ်只要就မှာဆိုလို့ရှိရင်只要努力就会成功只要努力就会成功စူးစမ်းဖို့ပဲလိုတယ်ဒါဆိုရင်အောင်မြင်မှာပဲနောက်တစ်မျိုးကတော့စူးစမ်းနေတွေ့တော့အောင်မြင်မှာပဲနောက်တစ်ခု example ကတော့ရင်ပဲခုဖြစ်မယ်တော့မဟုတ်လို့ရှိရင်ခုဖြစ်မယ်ဥပမာဆိုလို့ရှိရင်只要明天不下雨我们就去曼德勒只要明天不下雨我们就去曼德勒မနေ့ကမိုးမရွာရင်တော့ကျွန်တော်မန်လေးကိုတွားကြမယ်ဒါဆိုရင်ရင်တော့ခုဖြစ်မယ်ပေါ့နော်နောက်တစ်ခုကတော့လိုတယ်ဖြစ်မယ်တခုလုပ်ဖို့ပဲလိုတယ်အဲဆိုရင်တော့ရလကတစ်ခုဖြစ်မယ်ဥပမာဆိုလို့ရှိရင်只要你喜欢我就给你买只要你喜欢我就给你买နင်ကြိုက်ဖို့ပဲလိုတယ်ငါနင်ကိုဝေပေးမယ်လိုတယ်ပေါ့နော်ဒီမှာကြတော့只要你喜欢我就给你买နောက်တစ်ခုကတော့只要听懂老板的话工作就很容易只要听懂老板的话工作就很容易ပြောချင်တာကတော့ this ကိုကျွန်တော်နားလည်ဖို့ပဲလိုတယ်ဒါဆိုရင်တော့အလုပ်လုပ်တာအရင်ကလွယ်ကူသွားမယ်只要听懂老板的话工作就很容易နောက်တစ်ခုကတော့只要坚持就能学好汉语只要坚持就能学好汉语ဆွဲရှိကြိုးစားဖို့ပဲလိုတယ်ဒါဆိုရင်တော့တရုတ်စာကိုကောင်းကောင်းတတ်မြတ်မှာဖြစ်ပါတယ်လို့ပြောတာဖြစ်ပါတယ်只要坚持就能学好汉语只要出门就化妆只要出门就化妆对的对အဓိပ္ပာယ်ကတော့အပြင်ထွက်ရင်ပဲမိကပ်ပြင်တတ်တယ်只要出门就化妆只要就အရှိမအခြေအနေတစ်ခုခုရှိုံနဲ့အနောက်မှာရလကဖြစ်လာနိုင်တယ်လို့ပြောချင်တဲ့သဘောဖြစ်ပါတယ်ဖို့ပဲလိုတယ်ဒါဆိုရင်တစ်ခုဖြစ်မယ်လိုတယ်ဖြစ်မယ်တရွေ့တော့ဖြစ်မယ်ဆိုလို့ရှိရင်တော့ဖြစ်တယ်အဲ့လိုမျိုးသဘောဖြစ်ပါတယ်ဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ大家再见